မြို့မှာအဆင်မပြေလို့မှိုမှာကြောက်တူးဖို့သွားခဲ့ပေမဲ့မထင်မှတ်ပဲလမ်းမှာရွှေကြိုးရီကိုတွေ့သွားပါတယ်ဘလူလူယူမရလို့အဖေါ်ပြစ်သူကကိန်းငားသွားမယ်ဆိုပြီးတော့ထွက်သွားလို့တယောက်တည်းစောင့်နေအဖေါ်ပြစ်သူကြောင့်ခွေးရည်စားခံရကတည်သွားပါတော့တယ်ဂျွန်ဆိုတဲ့အမျိုးသားတခြားမြို့ကနေမှော်သွားမယ်ဆိုပြီးလာခဲ့တာပေါ့ဟိုမာနေရတဲ့အဆင်မပြေတာကြောင့်ဒီဘက်မှာကြောက်တူးရင်အဆင်ပြေမလားဆိုတဲ့စိတ်လေးနဲ့ကားသမားနဲ့အတူထွက်လာခဲ့ပါတယ်ထွက်လာရင်လမ်းတစ်ဝက်ရောက်တော့လူချင်းလဲမောင်းနေဂျွန်ကကားကိုကလိမိလို့ပြတ်သွားပါတယ်အဲ့ဒါနဲ့သူလည်းအပေါ်ခဏသွားနေလို့ရွှေတုံးယူတွေ့သွားပါတယ်အဲ့ဒါနဲ့ကားသမားကိုပြောပြီးတခြားပြန်ကြည့်တော့မှတကယ်ရွှေအစ်စ်ဆိုတော့တီးပြီးတူးကြပါတော့တယ်ဒါမဲ့ရွှေကအရင်ကြီးလို့နေတော့ကားနဲ့တော့မမနိုင်ဖြစ်နေတာပေါ့အဲ့ဒါနဲ့တယောက်ကဒီမှာဆောက်နောက်တစ်ခါရွှေမောက်ကိုကရင်းသွားငားရမယ်ဆိုပြီးပြောတော့ဂျွန်ကသူကြခဲ့မယ်ပြောပါတယ်ကားသမားကလည်း9ရက်အတွင်းပြန်လာမယ်ဆိုပြီးဂျိုတူဖုန်းပေးကထွက်သွားပါတယ်ဂျွန်လည်းအဲ့ဒီရက်စားပြီးတယ်လီထုတ်ကပုံမှန်တိုင်းထင်းရှာလိုက်ညဘက်ပြီးမွေးလိုက်နဲ့နေပါတယ်၃ရက်ကြာတော့ကားပြက်နေလို့ဆိုပြီးဟိုကဂျိုတူဖုန်းနဲ့ဆက်ပြောလို့တီးခတ်နေခဲ့ရပါတယ်အဲ့ဒါနဲ့ဟိုဆူဆန်ဒီဆူဆန်ရင်လင်းအပြက်တွေတွေ့လို့အဲ့ဒီကအခွန်ယူလာပြီးတော့ဘေးမဲ့ကားပြီးနေခဲ့ပါတယ်ဒါမဲ့9ရက်မြောက်နေ့မှာတော့ကရင်ကအခုမှတင်နေတော့ဆိုပြီးပြန်ပြီးတိခတ်နေခဲ့ရပါတယ်အချိန်မှာပဲလူတယောက်ကသူ့ကိုတွေ့လို့ကုညီမဲ့လုခဲ့ပေမဲ့လက်မခံခဲ့ပါဘူးဟိုကတခုခုရှိမယ်တပြီးနောက်ကနေလိုက်လာလို့ဂျွန်လန်တက်ပြီးမိရှုခဲ့ကသူ့ပစ္စည်းတွေယူသွားပြီးဆက်နေခဲ့ပါတယ်အချိန်မှာတမုန်နန်းတိုက်လာလို့သူလည်းအထက်ပါဝါလို့ဘိုင်းမဲ့သူတွေထွက်နေခဲ့ပါတယ်ဘာလို့လဲဆိုတော့တသားကြောင့်သူ့ဘိုက်ကိုစိုက်သွားခဲ့လို့ပေါ့အမြဲနှုတ်ပြီးနေခဲ့ပေမဲ့လည်းရေရလည်းမရှိဆေးရလည်းမရှိစားစရာပါမရှိတာကြောင့်ပိုပိုဆိုးလာပါတယ်အချိန်နောက်လူတယောက်ကရောက်လာပြီးသူ့ကိုကူညီပေးမယ်ထင်ရင်းခဲ့ပါတယ်နောက်တော့တင်းညီမကိုတွေ့လာပြီးတော့မတိကူပြောကထွက်သွားပါတယ်အချိန်ရေရလည်းမရှိတော့ထင်အောင်ဓမ္မတွေမြင်လာပြီးအိပ်ပျော်သွားပါတယ်အေးအားထားချိန်မှာတော့ခွေးရတွေကသူ့ဝိုင်းနေပြီးဆွဲဖို့လုပ်နေတာပါသူကလည်းဖုန်းလာလို့အမြန်ကန်ပြီးပြောပေမဲ့ဟိုကလာနေပြီဆိုပြီးတောင်ကုန်းပေါ်လန့်ကြည့်နေတာပါအချိန်မှာကျွန်တော်ကြကြခံပြီးဆိုပြီးတိကလက်လျှော့လိုက်ရပါတယ်နောက်တော့ခွေးရတွေစားခံရပြီးဥပေါက်ထက်ကတည်သွားခဲ့ပါတယ်နောက်တော့မှာကာသမာရောက်လာပြီးရွှေယူဖို့လုပ်ပေမဲ့ခုနကဂျွန်ကူမဲဆိုတဲ့တယောက်ကမြှနဲ့ပစ်လိုက်လို့နှစ်ယောက်လုံးသိဆုံးသွားခဲ့ကဇလန်းလေးလဲပြီးဆုံးသွားပါတော့တယ်